Yamaha R7 2026တစ်ထွက်လာပြီဖြစ်ပါတယ်ဘလို့ upgrade တွေပါလာမလဲဘယ်သေးရှိမလဲဒါဘာတွေပြောင်းလဲသွားမလဲYamaha YZF R6 ဒါ2020မှာရန်နာသွားပြီးနောက်ပိုင်းဒါအလဲလက်တန်း sport bike မရှိတော့တဲ့အတွက် R7 ကို2022ခုနှစ်မှာထုတ်လို့ရောင်းချလာပါတယ်။လောင်စာတန်းဝေထိန်းချုပ်မှုဒါအဓိကသတ်မှတ်တဲ့ Euro စည်းကမ်းချက်တွေနဲ့အညီဒါ NI4 ဝူတူကိုမသုံးတော့ဘဲနဲ့ parallel twin ဒါနှလုံးထိုးအင်ဂျင်ကိုသာအသုံးပြုခဲ့ပါတယ်။တရုတ်ပြည်သူသမ္မတ Yamaha R6 ဒါနိုင်ငံတော်ကဝူတူပဲကြိုက်တဲ့ဒါညီကိုတို့အတွက်အရှိုက်ထိခဲ့တဲ့ထုတ်လုပ်မှုပါပဲ။ Yamaha ထုတ်တဲ့ဒါ MT-07 Megabyte ဆိုင်ကအင်ဂျင်ကို sport bike ပုံစံလုပ်ပြီးတော့ R7 ကိုထုတ်ခဲ့ရတာပါဒါပေမဲ့အင်ဂျင်က Yamaha ရဲ့ high end အကျန်းစား sport bike တစ်စီးဖြစ်တဲ့ YZF R1 အင်ဂျင်မှာအသုံးပြုထားတဲ့ cross plane နည်းပညာကိုယူသုံးထားပါတယ်အင်ဂျင်ကိုတော့ CP2 အင်ဂျင်လို့ခေါ်ပါတယ်မြင်းကောင်ကြီးကအများကြီးထွက်ပေမဲ့ဒါအယုံဆွဲအမုန်းကျဲလို့ရမယ်ဒါလိန်ကျအားကတော့တော်တော်ကောင်းပါမယ်အထားကြောတွေကောင်းမယ်ဒါစိတ်ပါလို့ရင်တော့ကောင်းထောင်လို့ရမယ်ဒါညီကိုတို့အကြိုက်အင်ဂျင်ပုံစံဖြစ်ပါတယ်အခု2026ခုနှစ်မှာတော့ဒါပိုကောင်းတဲ့ electronic feature တွေဒါ safety ဘိုင်းတွေကိုပို့ပြီးတော့အားစိုက်လာပါတယ်2022ခုနှစ်ကနေ2025အထိဒါမပါဝင်တဲ့ YZF R1 မှာလိုမျိုး IMU ဒါ inertial ဒါ measurement unit စနစ်ပါဝင်လာပါတယ်traction control ဒါ slide control cornering ABS ဒါ riding mode တွေ quick shifter နဲ့ဒါ gear ကြိုးမပါတော့တဲ့ right by wire စနစ်အသစ်တွေပါဝင်လာပါတယ်ဒါ IMU စနစ်ကဆိုင်ကယ်ရဲ့ရှေ့နောက်တောင်မြောက်ဒါအပေါ်အောက်မှာဖြစ်နေတဲ့ဆိုင်ကယ်အနေအထားကိုတိုင်းတာစောင့်ကြည့်ပြီးတော့ safety ဖြစ်အောင်ထိန်းချုပ်ပေးတဲ့စနစ်ပါဥပမာပြောရလို့ရှင်တော့ဒါလမ်းအကွေ့တွေမှာဆိုင်ကယ်ရဲ့ဒါစောင်းနေတဲ့အနေထားပေါ်မူတည်ပြီးတော့ cornering ABS ကိုဒါအသုံးပြုပေးတာအချိန်ပြင်းပြင်းမောင်းတဲ့အခါမျိုးမှာဒါရှေ့ဘိန်းမထောင်အောင်ချိန်ကြီးပေးတာနောက်ဘိန်းချော်လာတာတိတာနဲ့ဒါအင်ဂျင်အရှိန်ကိုရှော့ချပစ်လိုက်တာဒါအဲ့လိုမျိုးမတော်တဆဖြစ်တာတွေအပါအဝင်ဒါဆိုင်ကယ်မောင်းနေစဉ်အတွင်းဘယ်လိုအနေထားရှိမလဲဒါတစ်ချိန်လုံးစောင့်ကြည့်မဲ့ဒါစနစ်ဖြစ်ပါတယ်ခုနကပြောသွားတဲ့ဒါ electronic စနစ်တွေကိုလည်းဒါလိုသလိုချိန်ကြီးထားလို့ရှင်တော့ဥပမာဒါ traction control ကို level 1နဲ့ချိန်ထားတယ်ဆိုပါစို့ level 1တက်ဒါကြော်ထွက်မသွားအောင်လိုသလိုချိန်ကြီးထားတဲ့အတွင်းထဲမှာပဲဒါဆိုင်ကယ်ကိုမောင်းလို့ရအောင်ထိန်းချုပ်ပေးမှာဖြစ်ပါတယ်တခုခုဒါကြော်ထွက်လာခဲ့မယ်ဆိုလို့ရှင်လည်းဒါအင်ဂျင်ကိုပြန်ဖမ်းလိုက်မယ်စနစ်လို့ပြောလို့ရပါတယ်အဲ့ဒီ IMU စနစ်ကိုဒါ YZF R1 အပြင်ဒါအခု2026 YZF R7 မှာထည့်သွင်းပေးလာတာဖြစ်ပါတယ်ကျန်တဲ့ electronic စနစ်တွေကလည်းဒါ R1 ရဲ့စနစ်တွေကို R7 မှာအကုန်နီးပါးထည့်ပေးလာတာဖြစ်ပါတယ်ဒါ R7 engine က R1 engine ရဲ့နည်းပညာအခြေခံကိုယူထားတဲ့ cross plane ဒါ CP2 parallel twin engine ဖြစ်ပါတယ်ဒါ cylinder ၄ခုနဲ့2ခုသာကွာသွားပါတယ်689cc parallel twin engine ဖြစ်မယ်မြင်းခေါင်ရအား83ဝန်းကျင်ထွက်မယ်ဒါ top lane ကြီးအားလည်း68 Nm ရှိမှာဖြစ်ပါတယ်0 to 100 km ကို3.4 စက္ကန့်တွင်တီးထုတ်နိုင်ပါမယ်ဒါတက်စီတစ်ခါလိုင်းကိုမိုင်90ဝန်းကျင်မောင်းနေနိုင်ပြီးတော့တနာရီကိုမိုင်140အထိအမြင့်ဆုံးတီးထုတ်နိုင်ပါမယ်IMU စနစ်ဒါ right by wire traction control slide control lift control quick shifter ဒါ riding mode တွေ ABS brake စနစ် engine brake စနစ်အသစ်တွေပါဝင်လာပါတယ် TFT color display ဒိုင်ကွန်နဲ့ဖြစ်မယ်ဒါဖုန်းနဲ့ချိန်ပြီးတော့ဘယ်နှသွားထားတယ်ဒါဘယ်လောက်မောင်းထားတယ်ဘယ်နှရောက်နေပြီဒါကြည့်လို့ရတဲ့စနစ်တွေလည်းပါဝင်လာပါတယ်အခြေခံအရောင်နေနဲ့တော့ဒါအပြာနဲ့အနက်2အောင်ရပါမယ်ဈေးတော့အပြင်ဒါအခုမြန်မာငွေဈေးနဲ့ဆိုလို့ရှိရင်တော့3,500ဝန်းကျင်လောက်ရှိပါမယ်အရင်ပုံမှန်ငွေစင်းနေဆိုလို့ရှင်တော့ဒါ300ဝန်းကျင်ပဲရှိမှာပါကလုံးမောက်သားမှာဖြစ်ပါတယ်